ရှိတာမသိဘူး อย่าวิ่ง အေးအောင်အေးအဲ့တော့ อาจจะอยู่ตรงอ่าง เอ้ย มันอาจจะอยู่ตรงอ่าง ထင်တော့ဒီ เอาหนูดวง ဒီ จิต ကန် ดวง ထဲမှာ ใจ ပဲရှိတော့မယ်တဲ့ချက်သိမ်းထားရတာကွာပြိတ္တ อยาก ရေး ได้บุญ အမျိုးတွေ สัมผัสกันลึก ချက်သိမ်းထားရ ๆไม่ တာ ต้องหนีไปไหนกูรู้แล้ว တဲမမပြေးနဲ့တဲ့ငါလည်းသိပြီးတဲ့ ก็รู้ไม่ใช่ว่ากูไม่ အေး หายใจลึก ပြိတ္တရေးအတူတူអော်မယ်နော် ๆเข้าไป အတူတူអော်ကြမယ်ကျွန်တော်လည်းအရန်လာနေပြီဟေးဝင်ရဲကွာ เฮ้ย ဟေး อ่างมันเล็กๆเอง อ่างมันแค่นี้เองพี่ ရေကန်ကတေးလေးပဲဟုတ်ပါတယ်ရေကန်လည်းတေးမှာပေါ့ကလေးပဲယူနော်ကလေးလည်းငယ်ငယ်လေးဆိုတော့ เสื้อ အင်ကြီးလည်းရှိတယ် เหมือนแบบ เฮียเสื้อจริง ของใคร အင်ကြီးတကယ်ဟုတ်တယ်တဲ့ คราบอะไรเนี่ย อุ้ยคราบเลยคราบเลย ဘာအကွက်တွေလည်းပေါ့ရှိတယ်တဲ့နေယူနေလားဟေးတကားပိတ်သွားပြီ มันมีแบบเป็นผ้าเก่าๆที่แบบเก่าเลยอะ အင်ကြီးကအရန်ဟောင်းတော့ဗောနော်တကယ်အရန်ဟောင်းတဲ့အင်ကြီး เรา တဲ့ รู้ว่าเป็นพื้นที่ป่าช้าและชาวบ้านพบเจอกันแบบนี้ ဒီနေရာကတော့တဲ့ဟိုတင်းငယ်လုံးကြီးပေါ့နော်ပြီးတော့ ลมพัดก็ได้ ဆောက်ထားနော်ဂျာတင်ကြောင်လေးပြောင်းပြီးဆောက်ထားပါလေ 8,500 คน တင်း พี่ တင်းကြမြေမှာလာဆောက်ထားတာပေါ့ဗျာဟေးထွက်လာတယ်ဟေးပြေးပြီးနောက်ဆုတ်ပြီးဘူးဆောက်ထားပါလေ 8,500 คนพี่น้องฟัง ဟေးထွက်လာတယ်ဟေးပြေးပြီးနောက်ဆုတ်ပြီး เห็นไหม မြင်လာတဲ့မြင်နေတဲ့မြင်နေတဲ့ เฮ้ยนี่คือจุดเริ่มต้นเท่านั้นนะห้องน้ำเนี่ยที่ชาวบ้านเขาพบเจอกันเนี่ย အနေဒီနေရာမှာအစဖြစ်တဲ့နေရာကလူတွေအနေများတာဒီနေရာဒီကျောင်းရဲ့အိမ်သားတွေပဲ ยิ่งอา ဆိုင် คาร မှာ เรียนยิ่ง ဒီ แร မှာ ง စ เพราะ တိကြ ชาวบ้า တာ น တဲ့ ที่ขี่ขับรถผ่านไปผ่านมาเนี่ยเส้นถนนเนี่ยจะเห็นผู้หญิงเห็นคนเห็นเด็กเดินกันแบบคือมันเป็นอาคารล้างเป็นโรงเรียน ရှိ ล้าง ကားတဲ့လမ်းမကြီးပေါ့နော်ဒီဆိုင်ကနေဖြစ်သွားဖြစ်လာဆိုရင်ဒီမှာကလေးတွေမြင်ရတယ် แล้วเป็นพื้นที่ในพื้นที่วัดในป่าช้า မင်း ด้วย တို့ကြောက်မြင်ရတယ်ဒီစပင်ရှိနေပေါ့နော် หายใจลึกๆ မြင်ရတယ်တဲ့ 8,500 คนนะพี่นะ သူ ส လ วัส မ်း ดี လျှော ค က် รับ နေတာ สวัส ပေါ့ ดี နော် ทุ သူ กคน တို့ นะครับ လမ်းလျှောက်နေတာကိုလည်းမြင်ရတာပေါ့နော် เอาตรงนี้เคลียร์ให้จบ ဒီနေရာမှာလည်းအရင်ဆုံးရှင်းမယ်တဲ့ เพ่นไปนู่นเลย တကယ်လို့မပြီးနိုင်ဘူးဆိုလို့ရှိရင်လည်းငါဟိုဘက်ကိုပြောင်းလိုက်မယ်တဲ့တကယ်လည်းမပြီးနိုင်ဘူးဆိုလို့ရှိရင်လည်းငါဟိုဘက်ပြောင်းမယ်တဲ့ มันแรงวันพระแรง ဒီနေရာမှာတကယ် สวัสดีทุกคนครับ အစ်စ်မှန်ပေါ့နော် ทำไม ဖျားနေဆိုလည်းတကယ်ကျမ်းတာပေါ့ เห็นป่ะเปลี่ยนสถานที่ใหม่ เออ ใช่ ไปก็เขาบอกว่าพี่กำไรประวัติที่นี่บอกวันพระมันแรงไง သူတို့ပြောတာပေါ့နော်ဒီဖျားနေဆိုလည်းတကယ်ကျမ်းတာတဲ့ ความรู้สึกเราเหมือนมันอยู่ข้างหน้าเนี่ย ไม่ง တို့ရဲ့ อึดอัดเว้ย အသိစိတ်ထဲမှာအရှိမနေနေသူလိုမျိုးအကောင်စိတ်မရှိဘူးသူဆရာကပြေးဝင်လာတယ်နော် เฮ้ย ဟေးအော်ထိုင်နေလားလို့ ไม่มี พี่ได้ยินเสียงไหม ဆရာအတန်ကြားလားတဲ့ ห้องแรง เฮ้ยเสียงมาจากห้องนู้น ပထမ นะ ဆုံး โมตัสสะภะคะวะโตเป็นห้องแรกอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะโตสัมมาสัมพุทธัสสะ ဟေး ไม่มี เสียงมาจากห้องนี้ ဟိုမှာထိုင်နေလားဟုတ်ပါဘူးဟုတ်ပါဘူး บนอาคารเป็นที่ตรงช่องประตู တကားကြီးတဲ့ ได้ยินเสียงไหม အတန်ကြားရလားတဲ့ဘာတွေးလိုက်လဲဒီကောင်လေးမျက်စိကလည်းလင်လိုက်တာကွာ อุ้ยทำไมกล้องเป็นแบบ ဘာ นั้น ဖြစ် น่ะ သွားလဲဩငါကင်မရာဘာဖြစ်သွားလဲပေါ့ချက်ချင်းမုံသွား คิดเหมือนมีใครเดินหลบไป တေးရောက် สวัส လ ดี မ်း ครั လျှောက်ပြီးမှ 8,700 คนที่พี่น้าฝากดู ပုံးလိုက်တဲ့ပုံစံမျိုး อะไร ใครนั่งตรงเสือวะ เสื้อไหนอีกอะ ကြားပေါ်မှာဘယ်လိုထိုင်နေလဲတဲ့ ผู้มิน ကျွန်တော်မြင်နေတဲ့တယောက်ထိုင်နေတာပေါ့ เสือ ကြားတဲ့ဆူอ่ะကြားပေါ်မှာထိုင်နေဩဟုတ်တယ်ဘောဟိုမှာကြားရုပ်လေးဟေးဟေးဟေးကြားတဲ့ဆူอ่ะကြားပေါ်မှာထိုင်နေဟေးကြားပေါ်မှာထိုင်နေကလေးတွေမှာဟေး ไปแบบโปร่งแสงเลยเหี้ย โอ้တက ไป ယ် แบบนรกชัดๆเลย တကယ်ပေါ့နော်တကယ်တေးကားပုံစံမျိုးဟောလိုမျိုး ก็เขาบอก အရေးလိုပဲသွားလိုက်တာ 8,800 နော်လူလူပြေးတော့မဟုတ်ဘူးပြောနေတာအရေးလိုမျိုးပဲ ขยับเพจมาเลย ဒီ ครับ ဘုတ်ကနေသွားလိုက်တာအဲ့လိုမျိုးပေါ့ ส နော် วัสดีครับ สวัสดีนะครับ